မထင်မှတ်ထားလောက်အောင်များပြားတဲ့စိန်ဖြိုးနဲ့ရီရီပွင့်ဖြူတို့ရဲ့တလဝင်ငွေကိုထုတ်ပြောလာခဲ့တဲ့နန္ဒာလိုင်ရဲ့ခင်ပွန်းကိုစီတီဟာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာစင် Insider Beach ကနေပြီးတော့ပရိသတ်ဒီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရရှင်နန္ဒာလိုင်ကကိုစီတီဟာနဲ့လက်ထပ်လိုက်တဲ့အတွက်စိန်ဖြိုးနဲ့ရောက်ဖဆက်ဆံရေးတွေရှိလာခဲ့ပါတယ်စိန်ဖြိုးနဲ့ကိုစီတီဟာတို့ကနန္ဒာလိုင်တို့ထက်တောင်ပို့ပြီးတော့ယဉ်ကျေးကြတယ်လို့ပြောလို့ရပါတယ်နှစ်ယောက်လုံးကဆက်ဆံနာနောက်ရှိသလိုတယောက်အတွင်းရေးကိုလည်းတယောက်အမြဲတမ်းဖော်ပြောနေတတ်တာဖြစ်ပါတယ်ဒါအပြင်တယောက်နဲ့တယောက်ကာကွယ်ဝန်းရံလို့စိတ်လည်းအပြည့်ရှိပါတယ်ကိုစီတီဟာနဲ့ရင်းနှီးနှီးနေတဲ့အပေါ်မှာတချို့ကစိန်ဖြိုးတို့ဇနီးမောင်နှံကကိုစီတီဟာတို့ရဲ့ထောက်ပံ့မှုနဲ့နေထိုင်ကြတာလို့ဆွဆွဲကြပါတယ်။ရောက်ဖားလုံးစာကိုထိုင်စားနေရလို့ပြောခံရတာကစိန်ဖြိုးအတွက်လည်းရှက်စရာကောင်းပါတယ်။စိန်ဖြိုးကဆရာဝန်ဖြစ်ပေမဲ့ဆရာဝန်အလုပ်ကိုမလုပ်တော့ပဲရီပွင့်ဖြူနဲ့ခီးတွေထွက်ရင်းသာဖြတ်တန်းနေတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲအခုလိုပြောဆိုခံရလာတာတွေရှိလာခဲ့ပါတယ်။စိန်ဖြိုးကအခုလိုပြောခံနေရတဲ့အပေါ်မှာကိုစီတီဟာကသူကိုယ်တိုင်ရှင်းပြလာခဲ့တာဖြစ်ပါတယ်။စိန်ဖြိုးနဲ့ရီပွင့်ဖြူတို့နှစ်ယောက်ကကိုချရောက်ပေါ်ကိုရက်တည်နေတဲ့သူတွေဖြစ်ကြောင်းကိုစီတီဟာအပြက်ပြောလာခဲ့တာဖြစ်ပါတယ်။ဒါအပြင်သူတို့နှစ်ယောက်ရဲ့တလဝင်ငွေကများပြားလွန်းတာကြောင့်နန္ဒာလိုင်ကအမတယောက်နေနဲ့တောင်ထောက်ပံ့ပေးစီရမလိုပါဘူး။စိန်ဖြိုးနဲ့ရီပွင့်ဖြူတို့ကိုအလုံးမလုပ်ဘူးလို့တချို့ကထင်နေကြပေမဲ့တကယ်တမ်းမှာသူတို့နှစ်ယောက်ကအလုပ်ကြီးအလုပ်ကင်ကိုလုပ်ကင်နေကြတာဖြစ်ပါတယ်။ Social media ပေါ်မှာ blogger တွေအဖြစ်ရက်တည်နေတာကသူတို့ရဲ့အလုပ်တွေဖြစ်ပါတယ်။စိန်ဖြိုးနဲ့ရီပွင့်ဖြူတို့က blog တွေကိုတင်ရင်းနဲ့ဝင်ငွေတွေတောင်းလျှောက်ရရှိနေတာဖြစ်ပါတယ်။ခရီးသွား blog တွေနဲ့တနေ့တာ blog တွေကိုတင်တဲ့အချိန်မှာကြည့်ရှုသူတွေကအများပြားလာခဲ့ပါတယ်။ဒါကြောင့်မို့လုပ်ငန်းရှင်တွေကလည်းကြော်ညာရီတန်းစီပြီးတော့အပ်ကြပါတယ်။စိန်ဖြိုးနဲ့ရီပွင့်ဖြူတို့က idea လေးကောင်းကြတာမို့ကြော်ညာရီကိုလူစိတ်ဝင်စားအောင်ရိုက်ပြနိုင်ကြပါတယ်။ဒါကြောင့်မို့ကြော်ညာရီတပုတ်ပြီးတပုတ်ရိုက်ရတာတလကိုကြော်ညာအခု20လောက်အများဆုံးရိုက်ရပါတယ်။စိန်ဖြိုးနဲ့ရီပွင့်ဖြူတို့ရဲ့တလစာဝင်ငွေက3000ဝန်းကျင်အထိကိုရှိနေတာဖြစ်ပါတယ်။နန္ဒာလိုင်နဲ့ကိုစီတီဟာတို့ကိုအားကိုးစရာမလိုပဲသူတို့နှစ်ယောက်ကတလကို3000နီးပါးကိုရှာဖွေနိုင်နေတာဖြစ်ပါတယ်။ဒါကြောင့်မို့ကိုစီတီဟာကစိန်ဖြိုးနဲ့ရီပွင့်ဖြူတို့ကိုအထင်မသေးချနဲ့ဆိုပြီးတော့ထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။စိန်ဖြိုးနဲ့ရီပွင့်ဖြူတို့ကမိသားစုစီးပွားရေးလုပ်ငန်းတွေနဲ့လည်းဒွင်းသီးချံကိုဝိုင်းဝန်းပြီးတော့အလုပ်ကူကြပါသေးတယ်။ဒွင်းသီးရာသီချိန်ဆိုရင်ဒွင်းသီးကိုထုတ်ပိုးပြီးတော့ရောင်းချပေးတာလည်းလုပ်လိုက်သေးတာဖြစ်ပါတယ်။တနေ့တာလုံး blog ရိုက်တာတွေနဲ့ဆိုရင်တော့တရက်ဇနီးမောင်နှံနှစ်ယောက်ကနားချိန်လေးတောင်မရှိပါဘူးနားချိန်မရှိအောင်ကိုတက်ညီလက်ညီနဲ့အားတက်တရောစူးစမ်းကြတာဖြစ်ပါတယ်ဒါကြောင့်မို့လဲစိန်ဖြိုးနဲ့ရီပွင့်ဖြူတို့ကကလေးမယူဖြစ်သေးပါဘူးကလေးယူလိုက်မယ်ဆိုရင်အလုံးလုံးဖို့အတွက်အစမပြေဖြစ်သွားမှာပါဒါအပြင်ခီးတွေထွက်ဖို့လဲလိုအပ်သေးတာမို့ကလေးယူရင်စိတ်နှောက်ယှက်ဖြစ်မှာပါကလေးတယောက်ရဲ့စရိတ်ကိုထောက်ပံ့ပေးဖို့လဲအစင်သင့်မဖြစ်သေးတဲ့အတွက်ကလေးမယူကြသေးပဲငွေဟိုသာကုန်းယုံပြီးတော့ရှာဖွေနေကြတာဖြစ်ပါတယ်တလားကို3000ကျော်ဝင်ပြီးတော့တနစ်ကို3000နီးပါးစုဆောင်းနေတဲ့ရီပွင့်ဖြူနဲ့စိန်ဖြိုးတို့ကိုအားကြလားဆိုတာ comment လေးထဲမှာပြပြပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းမြန်မာ Sally Insider Page ပရိသတ်ကြီးနဲ့ပြန်လည်ဆုံတွေ့ကြပါရရှင်